အဲ့လိုမျိုးပါနော်ဟာလာဒီရောဒီပေါ်ဒလီနဲ့မှာဆောင်လို့နော်ဒီထဲလေးမှာတော့လည်းမှာဆောင်ဖြစ်ပါတယ်ဆိုတော့ဒီရဝင်ပြီးတော့စတင်လာလေးမှာပါဆိုတော့နော်ပထမအဆုံးပါမှာလဲဆိုတော့အစနာတော့တက်လို့မတွေ့သေးဘူးပေါ့နော်ဆိုတော့ရှာနေပါတယ်အမှဒီပီဇာပေါ့ပီဇာစားပါမယ်တော့ cheese pizza အသားပြရနေပေါ့နော်ဟာဒီစားမှာဖြစ်ပါတယ်ညံထုတ်ပြလိုက်ပါမယ်နောက်ပြီးလို့ရှိရင်တော့နောက်တစ်ခုပါစားမှလဲဆိုမဲနဲ့ထုတ်ပြလိုက်ပါမယ်ပေါ့နော်ကပါစားမှလဲဆိုတော့နောက်တစ်ခုကိုတော့ကိုရီးယား red chicken လေးစမှာဖြစ်ပါတယ်ဒါလေးများနဲ့ထုတ်ပြပါမယ်ရှင့်ထုတ်ပြပါမယ်အနီအောင်လေးနဲ့ပဲထုတ်ပြပါမယ်နော်ထုတ်ပြလိုက်ပါပြီနောက်တစ်ခုတော့ဒီအေးပေါ့အေးတောက်မှာပါဆိုတော့အေးရှာပါမယ်အေးကိုတော့ဒီ sweet butter grapefruit အဲ့ရလေးပဲတောက်ပါမယ်နော်ဒါလေးကိုလည်းညာအင်းနဲ့ပဲထုတ်ပြလိုက်ပါမယ်နော်baby ဆိုတော့ order တင်လိုက်ပါတော့ရှင့်ပြင်တော့ order တင်လိုက်ပါတော့မယ်ဆူညနေလေးတိခဲ့မှာရှင့်ဆိုတော့ delivery ဆိုတော့ဒါကပို့ရောက်လာပါပြီဆိုတော့ဘီနာတော့ strawberry mochi လေးဖြစ်ပါတယ်ဖောက်လိုက်ပါမယ်ဆိုဒီလေးကတော့ဒီအသားပြရဲ့ပီဇာရဲ့ mozzarella cheese တွေပေါ့အဲ့ပီဇာဖြစ်ပါတယ်နောက်တစ်ခုဒီလေးကကျတော့ချက်သားပေါ့ chicken ဖြစ်ပါတယ်ရှင်ပီဇာလေးကလည်းစားလို့ကောင်းတယ် chicken ကလည်းစစ်စစ်လေးနဲ့ကောင်းပါတယ်ဒါလေး spicy hot chicken လေးဖြစ်ပါတယ်ရှင်ဒီအရင်ဆုံးချက်သားကိုကုန်လို့စားလိုက်ပါမယ်နော်ချက်သားလေးကုန်မှဒီပီဇာကိုဆက်စားပါမယ်ဆိုဖိချာလေးပီဇာတွေပြောင်းလာထပ်စားပါသေးဒီဗီဒီယိုလေးကြည့်ရှင်တော့channel လေးကို like and subscribe လုပ်ပေးချင်ဖို့တက်ပြချင်ပါတယ်နော်ဟုတ်မယ်မှာအပိကြပါအောင်နော်မမ see you next video